မင်္ဂလာပါတသားမိမိတို့ရေဒီတစ်ခါတီမေပြောပြပေးမယ်ပုံမြင်လေးနာမည်ကတော့စာနာတတ်တဲ့ဝဝဝင်ကြီးဟိုးရှည်တုံးကရွာတွေမှာကလေးတွေဟာလွယ်အိတ်လောက်စလုံးလေးကွာကိုစီနဲ့တရက်သီးခူးဖို့တောရဲထွက်လာကြတဲ့တရက်သီးတွေအများကြီးတွေ့တော့အားလုံးပျော်ရွှင်နေကြတာပေါ့အဲ့ဒီအချိန်မှာမိုးတဲထန်စွာရွာသွန်းလာတာကြောင့်အင်ကိုမပြန်နိုင်ကြပဲမိုးရီရီနဲ့တောထဲမှာအချိန်ကြာကြီးနေကြရတာပေါ့ကွယ်အိမ်မှာကြံခဲ့တဲ့မိဘတွေလည်းအလွန်စိတ်ပူနေကြတဲ့မိုးကလည်းဇက်တိုက်တာရွာသွန်းနေတာပေါ့မိုးရီရီထဲမှာကလေးတွေဟာအရန်ချမ်းလာတာကြောင့်အေးမိကြကုန်ပြီးအားလုံးသတိလစ်သွားကြတော့တယ်ကွယ်အဲ့ဒီအချိန်မှာဝဝဝင်ကြီးတကောင်ဟာသတိလစ်ပြီးလဲနေကြတဲ့ကလေးတွေရဲ့အနာကိုရောက်လာတဲ့ဝဝဝင်ကြီးကသတိလစ်နေတဲ့ကလေးတွေကိုတနာတာကြောင့်ကလေးတွေအားလုံးကိုသူ့ရဲ့ရင်ဝင်ထဲမှာပွေ့ထားပြီးအနှွေးချက်လဲရအောင်မိုးရီလဲထပ်မဆူအောင်လုပ်ပေးတဲ့ကွယ်မနက်မိုးလင်းလာတော့ကလေးတွေလည်းဝဝဝင်ကြီးရဲ့ရင်ဝင်ထဲကအနှွေးဓာတ်ကြောင့်တတိရလာကြပြီးဝဝဝင်ကြီးရဲ့ရင်ဝင်ထဲမှာအိပ်ပျော်နေကြတာကိုအလွန်အံ့ဩဝမ်းသာကြတဲ့ကွယ်အဲ့ဒီလိုနဲ့ကလေးတွေဟာအရင်ပိုက်စားကြပြီးငိုကြတာပေါ့ဝဝဝင်ကြီးကတရက်တီးခူးပြီးကလေးတွေကိုကျွေးလိုက်တဲ့ကွယ်ကလေးတွေလည်းအပါတရစားကြတာပေါ့ဒီလိုနဲ့ဝဝဝင်ကြီးနဲ့အတူကလေးတွေဟာပျော်ပါဆော့ကစားနေကြတဲ့နောက်နေ့ရောက်တဲ့အခါကလေးတွေရဲ့မိသားစုတွေနဲ့ရွာသူရွာသားတွေဟာကလေးတွေကိုလိုက်ရှာကြတဲ့ကလေးတွေကလည်းသူတို့ရဲ့မိဘတွေရဲ့အတန်ကိုကြားတဲ့အခါဖေဖေမေမေလို့ခေါ်ကြတဲ့မိဘတွေကလည်းကလေးတွေရဲ့အတန်ကိုကြားပြီးကလေးတွေရှိရာကိုလိုက်သွားတော့သူတို့ကလေးတွေဘာမှမဖြစ်ပဲအသက်ရှင်နေကြတာကိုတွေ့ကြတဲ့ကွယ်ဒီလိုနဲ့ပဲကလေးတွေရဲ့သူတို့မိဘတွေရဲ့ပျော်ရွှင်စွာနဲ့ဝဝဝင်ကြီးကိုနှုတ်ဆက်ပြီးရွာကိုပျော်ပျော်ရွှင်ရွှင်ပြန်သွားကြတာပေါ့ကွယ်ပုံမြင်လေးကတော့ဒီလောက်ပါပဲကွယ်တသားမိမိတို့ကြိုက်နှစ်သက်ကြမယ်လို့တီတီရမျှော်လင့်ပါတယ်အားလုံးတတာ